여러분 안녕하세요. Zyaro리 matuya 잡이노. 여러분은 알론이 강자래요. 디니마로 Zya가 그라말리 나쿠고 두루리라 따와메. 디나쿠가 꽈차자레 땡무시부. 에야장 리라야 르메 삐인 아똥네 에샹wen의 그라말이 피바레. 파라마르쿠아로 밖에 없어요. 박스와 여러분의 뒤에 에장 앞진 뭐노? 밖에 없어요. 앞진 무시부. 블루데이벨레 소로 너 밖에 없어요. 너 소아가 네. 에이러 네 앞진 무시부. 고아 땡해신 시오 아고니 다운네. 땡해진 nga 아고니 봐. nga 아고니 메두가 네 앞진 무시부. 네 메시라 봐. 알로 데이벨리 보노. 나도쿠 빵 밖에 없어요. 빵 소아가 빵모 앞진 무시부. 마 땡해진အိမ်ရောက်လာတယ်.ငါဘိုက်စာတွေဟာထမင်းလေးပါလေမရှိကြဘူးလားအဲ့တော့ကိုကပြောမယ်빵 밖에 없어요 빵မုံအပြင်မရှိဘူး빵မုံမရှိတာတခြားဟာဘာမှမရှိဘူးအဲ့လိုအိဗယ်ပေါ့နော်နောက်ထပ် 한 시간밖에 없어요 한 시간ဆိုတာတနာရီအဲ့တော့တနာရီအပြင်မရှိဘူးတနာရီပဲရှိတာဥမာတငယ်ချင်းကဟာနေအချိန်မရဘူးလားငါနဲ့အပြင်သွားရအောင်2နာရီ3နာရီလောက်ပဲကြာမှလိုက်ခဲ့ပါလားအဲ့မှာကိုရဲ့အချိန်ကတနာရီအပြင်မရှိဘူးတနာရီထပ်ပိုမရဘူးပေါ့နော်အဲ့ခါမှာ안 돼. 나 1시간밖에 없어.ငါတနာရီအပြင်အချိန်ပိုမရဘူးအဲ့လိုထိပ်ပဲလीပေါ့နော်လွယ်တယ်နော်နောက်ထပ်တစ်ခုကကြတော့ man 있어요. man 있어요. man ဆိုတဲ့ထိပ်ပဲကပဲ 있어요 ဆိုရှိတယ်ကြည့်လိုက်ရအောင် no man 있어요. no ဆိုတာနင်အဲ့တော့နင်ပဲရှိတယ်တခြားသူမရှိဘူးနင်ပဲရှိတယ်အဲ့လိုတိတ်ပဲ사과 한 개만 있어요. 사과가 반디 한 개တစ်လုံးအဲ့တော့ပန်းဒီတစ်လုံးပဲရှိတယ်တခြားဟာတွေဘာမှမရှိဘူးပန်းဒီတစ်လုံးပဲရှိတယ်စောနာဂရမာနဲ့ဘာမှသိမ့်မကွာဘူးအဓိပ္ပာယ်ကလုံးဝအတူတူပဲပေါ့နော်집에 물밖에 없어요. 집에အိမ်မှာ 물밖에 없어요. ရေအပြင်မရှိဘူး 집에 물만 있어요. အိမ်မှာရေပဲရှိတာဧည့်သည်လာလို့အိမ်မှာစားစရာလဲမုံနေပါတယ်လည်းမရှိဘူး 물만 있어. ရေပဲရှိတာ 물밖에 없어. ရေအပြင်ဘာမှကိုမရှိဘူးအဲ့လိုတိတ်ပဲပေါ့နော် 지갑에 1,000원밖에 없어요. ပတ်စံအိတ်ထဲမှာ1,000အပြင်မရှိဘူး 지갑에 1,000원만 있어요. ပတ်စံအိတ်ထဲမှာ1,000ပဲရှိတာဥပမာတကယ်ကြံကိုစီပတ်စံချီရဆိုရင်야 나한테 1,000원만 있어.ငါမှာ1,000ပဲရှိတာ 1,000원밖에 없어. 1,000ထပ်ပို့မရှိဘူး 진짜야. တကယ်ပါအဲ့လိုပြောလို့ရတယ်ပေါ့နော် 친구가 한 명밖에 없어요. 한 명ဆိုတာတစ်ယောက်ပေါ့နော်တငယ်ချင်းကတစ်ယောက်အပြင်မရှိဘူး 친구가 한 명만 있어요. တငယ်ချင်းကတစ်ယောက်ပဲရှိတာပါအရန်တငယ်ချင်းပေါ်တယ်ပေါ့နော် 여러분 친구 많이 있어요? 저는 친구 많이 있습니다. 하지만 BFF은 2명밖에 없어요. BFF가 2ယောက်အပြင်မရှိပါဘူး 2명만 있어요. 2ယောက်ပဲရှိပါတယ် 저는 한국어를 조금밖에 못해요. 조금ဆိုတာနည်းနည်းအပြင်မပြောတတ်တော့ 저는 한국어를 ကျမကကိုရီးယားစကားကိုနည်းနည်းထပ်အပြင်မပြောတတ်တော့ဘူး 조금만 할 수 있어요. နည်းနည်းပဲပြောနိုင်တယ်အဓိပ္ပာယ်တူတူပဲပေါ့နော် 나한테 너밖에 없어. ငါစီမှာနင်မရှိတာနင့်အပြင်မရှိဘူး 나한테 너만 있어. အတူတူပဲပေါ့နော်ဒါလေးကိုတစ်စုံတစ်ယောက်စီပို့လို့ရပါတယ် 이 가게는 커피밖에 없어요. ဒီဆိုင်မှာကကော်ဖီအပြင်မရှိဘူးကော်ဖီအပြင်မရဘူးအဲ့ဒါဆိုရင် 이 가게는 커피만 있어요. ဒီဆိုင်ကကော်ဖီပဲရှိတာပါ 이 옷은 검은색밖에 없어요. 이 옷은 ဒီအင်ဂျီက 검은색밖에 အနက်ရောင်အပြင်မရှိဘူးအဲ့ဆိုရင် 검은색만 있어요. အနက်ရောင်ပဲရှိတာအဓိပ္ပာယ်အတူတူပဲပေါ့နော်야, 나 배고파. 뭐가 있어?
헤 나바이사레 바실레 지금 빵밖에 없어 먹을래? 아쿠아로 빵모 앞에မရှိဘူး 빵만 있어 빵모 매시다 에이데베 보노 먹을래? 사말라 저는 운동을 걷기밖에 안 해요. ကျမကတော့အားကစားဆိုရင် 걷기ဆိုတာလမ်းလျှောက်ခြင်းပေါ့နော်လမ်းလျှောက်ခြင်းအပြင်မလုပ်ဘူးလမ်းလျှောက်တာအပြင်မလုပ်ဘူးအားကစားဆိုရင်လေ 저는 운동을 걷기만 해요. ကျမကအားကစားဆိုရင်လမ်းလျှောက်တာပဲလုပ်တယ်အတော်လေးကိုအားကစားလိုက်စားပဲနော် 여러분도요 운동하세요?အားကစားလုပ်ကြလား 창문이 하나밖에 없어요. 창문ဆိုတာပြတင်းပေါက်ပေါ့နော်ပြတင်းပေါက်ကတစ်ခုအပြင်မရှိဘူးတစ်ခုပဲရှိတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟိုမှာအခန်းထဲဝင်လိုက်လို့ပြတင်းပေါက်နောက်ထပ်ဖွင့်မအောင်ဟာအရန်ပူလိုက်တာပေါ့နော် 창문이 하나밖에 없어. ပြတင်းပေါက်ကတစ်ပေါက်ပဲရှိတာနောက်ထပ်မရှိဘူးအဲ့လိုအဓိပ္ပာယ်ပေါ့နော် 냉장고에 뭐가 있어요? 냉장고 이게 뜨다ထဲမှာဘာရှိလဲ 야채밖에 없어요. 야채 힌디 흰ရွက် အပြင်မရှိဘူး 야채만 있어요. 힌디 흰ရွက်တွေပဲရှိတာ 오늘 시간이 1시간밖에 없어요. ဒီနေ့အချိန်ကလေတစ်နာရီအပြင်မရှိဘူးတစ်နာရီအပြင်မရဘူး 1시간만 있어요. တစ်နာရီပဲရှိတာ ဒါကတော့ကိုယ်အချိန်ရလာပါညာလာမေးလို့ရှိရင်မိနစ်30ပဲရတာ 30분만 있어 အဲ့လိုပြောလို့ရပါဘောနော် 배운 문법이 3개밖에 없어요. 배운ဆိုတာလေ့လာထားတော့ 문법ဆိုတာ grammar ပေါ့နော်လေ့လာထားတဲ့ grammar가 3개 3ခုအပြင်မရှိဘူး 3개만 있어요. 3ခုပဲရှိတာ 여러분도လေ့လာထားတဲ့ grammar တွေဘယ်နှခုပဲရှိလဲ ဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရနော် 10ခုပဲရှိတယ်ဆိုလဲ 10개만 있어요. 10개밖에 없어요. အဲ့လိုပြောလို့ရတယ်နော်